နှင်းအုံဆောင်ဖြင့်ပန်းမောင်းပွင့်ကြတင်ထုံများသည်ဆောင်းလာရသည်ရှိလေသည်ရော်ရွယ်ကြွေ၍တွန်းပြေပရေများနှင့်ပေါ်ကဖူးပွင့်လာသည်ရာသည်နှွေလာရှိလေသည်မုတ်တုံမြူ၍မြားဘူးရွှေကဲသင်နှုံမြဲဖြင့်ပလဲမိုးဆက်ဖြတ်ပတ်သွန်ဖြိုတာစိန်တို့သည်မိုးလာရသည်ရှိလေသည်ရာသည်စဝံလဲရွန်လေးရဤကဘာဝဲပွင့်လာကြပန်းရောင်ဆောင်ဆန်း၍ရတန်အလားတင်တို့ကြလဲဘဝစေရတနေ့အခါ၌မြေမာကြွေခါအလားပြသုံးပြေလွယ်ဆုံးဤဤတို့ဖြင့်သာဖူးကပွင့်ကရွှေကအလားပြဆောင်ရတော့ဘဝစဝဲကပါတဲ့နာပွင့်မြဲနေစာမညိုရ၍လောကလူအားစာဝအလားတင်စေရတော့အလားကုန်မြင့်မြတ်တာပွင့်ကပန်းနေနိုင်စာမဆိုရရှင်ရောင်ဝါရှက်တန်တင်ဆန်းအလားမမြင်ရလဲရင်ငါပွင့်လာထိုမြတ်တာသည်ကဘာပြတ်သုံးလာမဆုံးလေ